ခမရကလမ်းမှာလူတယောက်ကိုတွေ့လိုက်တယ်။ခမအဲ့ဒီလူမသိဘူး။သူနဲ့စကားလည်းမပြောဘူး။သူ့နာမည်လည်းခမရမသိဘူး။ဒါပေမဲ့ခမရရဲ့စိတ်ထဲမှာဒီလူကိုယုံလို့ရမဲ့ပုံပဲ။ဒီလူကမာနကြီးရဲ့ပုံပဲ။ဒီလူကစိတ်ထားကောင်းမဲ့ပုံပဲဆိုပြီးတော့စိတ်ထဲမှာအဖြစ်တစ်ခုခုထွက်မှုတယ်မဟုတ်လား။တကယ်တော့အဲ့ဒီအဖြစ်ကခမရတေချာစဉ်းစားဆုံးဖြတ်လိုက်တာတော့မဟုတ်ဘူးဗျ။စက္ကန့်ပိုင်းတွင်ခမရရဲ့အုံနောက်ကဆုံးဖြတ်လိုက်တယ်။တကယ်တော့လူတယောက်ကိုပထမဆုံးမြင်တဲ့အချိန်မှာအများစုကငါလူကိုကြည့်တတ်တယ်လို့ထင်ကြတယ်။ငါမလို့မမဟုတ်ဘူး။ငါရဲ့ပထမဆုံးခန်းစားချက်ကိုယုံနေဆိုပြီးတော့ပြောကြတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့အုံနောက်ကလူတစ်ယောက်ကိုစက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချတတ်တဲ့ဆိုတဲ့အကြောင်းပြပြပေးတော့မှာပဲဖြစ်ပါတယ် Psychology ကပြောတာကတော့ပထမဆုံး impression ကအမှန်တရားလည်းဖြစ်နေတယ်လို့လုံးဝမှားနေတာလည်းဖြစ်နေတယ်ဗျ။ဘာကြောင့်လဲဆိုတော့အကြောင်းရင်းကကျွန်တော်တို့အုံနောက်ကအမှန်တရားကိုရှာဖို့တဲ့အမြန်ဆုံးဆုံးဖြတ်နိုင်မှုဒီဇိုင်းလုပ်ထားလို့ပဲဗျ။ကြောင်းတော့ပြောရင် whole shake ကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်တောထဲမှာလူတစ်ယောက်ကိုတွေ့တယ်။သူကမိတ်ဆွေလားရန်သူလားငါ့ကိုတိုက်ခိုက်မှာအဲ့ဒီຢာတွေကိုမိနစ်ကြာကြီးစဉ်းစားနေလို့မရဘူးဗျ။စက္ကန့်ပိုင်းပဲဆုံးဖြတ်ရတယ်။မောင်းဝိုင်းအသက်ပေးရနိုင်တယ်။ဒါကြောင့်အုံနောက်ကအချက်လက်ပြည့်စုံမဆောင်လို့မြင်လိုက်ရတဲ့မျက်နှာအတန်ကိုဟန်အဝတ်အစားမျက်လုံးအကြည့်ဒီအချက်အနှဲငယ်နဲ့ပဲလူတယောက်ရဲ့ character တစ်ခုလုံးဖန်တီးလိုက်တယ်ဗျဒီစနစ်ကရှေးခက်မှာတော့အသက်ကယ်ပေးရမှန်ပါတယ်ဒါပေမဲ့ဒီနေ့ခက်မှာတော့ပြဿနာအများကြီးကိုဖြစ်စေတယ်ဗျဥပမာခင်ဗျားကမျက်နှာတီးတဲ့လူကိုဒေါသကြီးလို့ထင်တယ်ဒါတော့သူ့မျက်နှာပုံစံအဲ့လိုပဲဖြစ်နေတယ်ဗျစကားနေတဲ့သူကိုမာနကြီးလို့ထင်တယ်ဒါတော့သူကဒစိမ့်နေတဲ့စကားပြောရတာရှက်တာလည်းဖြစ်လိမ့်မယ်လူတယောက်က confidence ရှိလို့အတန်ကြဲပြောတာကိုဘဝင်မြင့်တယ်လို့ထင်တယ်ဒါတော့သူကသူ့အလုပ်ကိုင်ကြောင့်အဲ့လိုပြောနေကြလဲဖြစ်နိုင်တယ်ဒီခါလေလူတယောက်ပထမဆုံးတွေ့ပြီးတော့မကြိုက်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်ဒါပေမဲ့လတွေနှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီလူကပဲကိုဘွားရဲ့အယုံကြည်ရဆုံးလူတယောက်ဖြစ်လာတတ်တယ်အဲ့လိုပါပဲပထမဆုံးသဘောကျခဲ့တဲ့လူကနောက်ပိုင်းမှာကိုယ်ကိုနာကျင်မှုပေးနိုင်ဆုံးလူလေးဖြစ်နိုင်တယ်ပိုစိတ်ရတော့ကောင်းတာကအုံနောက်ကပထမဆုံးဆုံးဖြတ်ချပြီးရတယ်အဲ့ဒီဆုံးဖြတ်ချက်ကိုမှန်ကြောင်းသက်သေပြမဲ့ချက်လက်တွေကိုပဲလိုက်ပြီးရှာတယ်ဗျသူပြောလိုက်ရင်တွေ့လားငါမှန်တယ်သူတို့ကိုမှားဝိုင်းအစတွေကငါသိရဆိုပြီးတော့တွေ့တော့တယ်အဲ့ဒီຢာကို psychology မှာ confirmation bias လို့ခေါ်တယ်အဲ့ဒီဘိုင်းကြောင့်ပဲကျွန်တော်တို့ဟာလူတစ်ယောက်ရဲ့အမှန်တရားကိုမမြင်တော့ဘူးဗျကိုယုံကြည်ထားတဲ့အမြင်ကိုပဲယုံတော့တယ်ဒါကြောင့်မှတချို့ relationship တွေပြတ်သွားတယ်တချို့ friendship တွေကမစခင်မှာပဲအဆုံးသတ်သွားတယ်တချို့တွေကခွင့်ရည်ဆုံးရှုံးသွားတယ်အကြောင်းရင်းကတော့တကယ်လူကိုမသိခင်မှာပဲကိုယ်အုံနောက်ကဖန်တီးထားတဲ့လူကိုရှုံလိုက်လို့ပဲဗျဒါကြောင့်ပဲနောက်တစ်ခါခမည်းလူတစ်ယောက်ပထမဆုံးတွေ့တဲ့အချိန်မှာခမည်းရဲ့စိတ်ထဲကပထမဆုံးအတန်ကိုချက်ချင်းအမှန်တရားလို့မတတ်မှပါနဲ့ခင်ဗျာကိုပြန်မေးပါငါမြင်နေတာအမှန်လားဒါမှမဟုတ်ငါအုံနောက်ကအလင်းလို့ပြီးတော့ဇလန်းဖန်တီးနေရလားလို့တစ်ခေါက်ပြန်မေးကြည့်ပါတစ်ခါလေးမှာခင်ဗျာမုန်းနေတဲ့သူကတကယ်တော့နားလည်မှုလွဲနေတဲ့တာကောင်းပဲဖြစ်နိုင်ပါတယ်တစ်ခါလေးခင်ဗျာချစ်နေတဲ့သူကလည်းခင်ဗျာစိတ်ကူးရလူပဲဖြစ်နိုင်ပြီးတော့တကယ်လူမဟုတ်တာဖြစ်နိုင်တယ်ဗျဒါကြောင့်ပဲပထမဆုံး impression ကိုနားထောင်ပါဒါပေမဲ့အဲ့ဒီအဖြစ်ကိုအဆုံးသတ်ဖြစ်တော့မယုံလိုက်ပါနဲ့လူတစ်ယောက်ကိုချိန်ပေးပြီးသိအောင်လုပ်ပါအောင်လဲဆိုတော့လူတွေကိုအမှန်တကယ်သိရဖို့က9စက္ကန့်နဲ့မလုံတော့ဘူးဗျတစ်ခါလေးမှာ9လ9နှစ်ဒါမှမဟုတ်လေဘဝတစ်သက်စာလုံးတော့လိုအပ်ပါတယ်